ထိပ်တန်းကစားသမားတွေကိုမကင်တွယ်နိုင်ရင်ယာဒူကအထုတ်ခံရနိုင်တဲ့ချဲလ်ဆီနီးပြချဲလ်ဆီနီးပြရိုစီနီယာဟာအသင်းမှာရှိတဲ့ထိပ်တန်းကစားသမားတွေကိုစနစ်တကျမကင်တွယ်နိုင်ဘူးဆိုရင်ယာဒူကထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ရိုစီနီယာဟာအသင်းကိုရောက်လာပြီးနောက်မှာရလက်ကောင်းတွေပိုင်ဆိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့ပေမဲ့သူ့ရဲ့နီးဗျူဟာပိုင်းကြောင့်ထိပ်တန်းကစားသမားတချို့ကိုအရန်ခုန်ထိုင်ခိုင်းရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်လာရတာပါ။ကွင်းလယ်မှာအသင်းကောင်းဆောင်အန်ဆိုဖာနန်ဒက်စ်နဲ့တိုက်စစ်မှုခိုးဘယ်မာတို့ကိုသွဲသုံးရင်တဦးမဟုတ်တဦးခြေစွမ်းပြောက်ဆုံးတတ်တာကြောင့်ရိုစီနီယာအနေနဲ့တဦးဦးကိုအရန်ခုန်ထိုင်ခိုင်းရမယ့်အလားအလာတွေနဲ့ရင်ဆိုင်လာရတာပါ။ဒါအပြင်နက်တိုနဲ့အက်စတာဗောင်းတို့ကိုလည်းတဦးမဟုတ်တဦးကိုအရန်ခုန်ထိုင်ခိုင်းရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ရိုစီနီယာအနေနဲ့ထိပ်တန်းကစားသမားတွေကိုစနစ်တကျပေါင်းဆက်မသုံးနိုင်လို့အရန်ခုန်ထိုင်ခိုင်းမယ်ဆိုရင်ကစားသမားတွေမကျေနပ်လို့အသင်းကထွက်သွားရတဲ့နီးပြဟောင်းဂရီဟမ်ပေါ်တာလိုအဖြစ်မျိုးရင်ဆိုင်ရမယ်ဆိုတဲ့သုံးသပ်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။